တချို့ brand တွေကဘာကြောင့်လူတစ်ယောက်လိုမျိုးယုံကြည်နေရတာလဲဆိုတာကိုစဉ်းစားဘူးလားအကြောင်းရင်းကတော့အဲ့ဒီ brand တွေမှာ brand archetype လို့ခေါ်တဲ့ brand ရဲ့ကိုယ်ရည်ကိုယ်သွေးရှိနေလို့ပဲဖြစ်ပါတယ်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ brand archetype ဆိုတာဘာလဲဘယ်နှမျိုးရှိလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုင်လာကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါကဲစလိုက်ရအောင် brand archetype က12မျိုးရှိတယ်ဘာတွေလဲဆိုတော့ the innocent ကျွန်တော်တို့ဒီအပြစ်ကင်းစင်နေသူ the everyman ကျွန်တော်တို့ပုံမှန်ပဲတာမန်လူပေါ့ပြီးသွားရင် the hero သူရဲ့ကောင်ပြီးသွားပြီဆိုရင် the outlaw ဒီပုံကန်တဲ့သူပြီးရင် the explorer the creator the ruler the magician the lover the caregiver the jester and the sage ဆိုပြီးတော့တိုးတယ်12မျိုးရှိပါတယ်အဲ့ဒီ12မျိုးထဲမှာမှကျွန်တော်တို့ ਨੇ အရင်ကြီးဆုံးဖြစ်တဲ့၄ခုကိုဥပမာရင်းနဲ့တကွာကျွန်တော်ပြောပြပေးမယ်ပထမတစ်ခုကတော့ the hero သူရဲ့ကောင် brand archetype ပါသူ့ရဲ့ရည်ရွယ်ချက်ကအခက်အခဲတွေကိုကျော်လွှားပြီးအောင်မြင်မှုတွေရယူဖို့ကိုတက်တည်ပြဖို့ပဲဖြစ်ပါတယ်အကောင်းဆုံးဥပမာကတော့ Nike ပါ Nike ရဲ့ just do it ဆိုတဲ့စာသားက customer တွေကိုအရှုံးမပေးဘဲဆက်ကြိုးစားဖို့တွန်းအားပေးနေတဲ့သူရဲ့ကောင်တစ်ယောက်လိုပါပဲဒုတိယတစ်ခုကတော့ the ruler ပုံကန်သူသုံးမဟုတ်စီးမြန်းတွေကိုချိုးဖောက်တဲ့သူပေါ့သူတို့ကစီးမြန်းစည်းကမ်းတွေကိုမကြိုက်ဘူးအသစ်အဆန်းတွေလွတ်လပ်မှုတွေကိုမျက်နှိုးတယ်ဥပမာအနေနဲ့ဆိုရင် Harley Davidson ဆိုင်ကယ်တွေကိုကြည့်ပါသူတို့ကတာမန်ဖောင်တွေနေရနေမှာခွဲထွက်ပြီးတော့လွတ်လပ်စွာရှင်သန်ခြင်းနဲ့စိတ်ကူးစိတ်တန်းတွေကိုရောင်းချတာပဲဖြစ်ပါတယ်တတိယတစ်ခုကတော့ the innocent architecture ပေါ့နော်ကျွန်တော်တို့ဒီအပြစ်ကင်းစင်သူပေါ့သူတို့ရဲ့ပင်ကိုယ်စရိုက်ကရိုးရှင်းနဲ့အကောင်းမြင်နဲ့ပျော်ရွှင်မှုကိုလိုလားကြတယ်ဒီ archetype ရဲ့အကောင်းဆုံးဥပမာကတော့ Coca-Cola ပါပဲ Coca-Cola ရဲ့ကြော်ညာတိုင်းမှာရိုးရှင်းနဲ့ပျော်ရွှင်မှုမိသားစုအချစ်ရေးနဲ့အကောင်းမြင်စိတ်တွေကိုအမြဲတမ်းမြင်တွေ့ရမှာပါတတိယတစ်ခုကတော့ the creator ဖန်တီးရှင်ကျွန်တော်တို့ဒီ the creator brand archetype ပေါ့နော်သူတို့ကတော့အသစ်အဆန်းတွေကိုတီထွင်ဖန်တီးခြင်းကြတယ်ပြည့်စုံတဲ့ဒီဖန်တီးမှုကိုလိုလားကြတယ်အထင်ရှားဆုံးကတော့ Apple ပါပဲ Apple ဟာနည်းပညာနဲ့အမှုပညာကိုပေါင်းစပ်ပြီးကဘာကြီးကိုပြောင်းလဲပေးနိုင်တယ်ဆိုတော့ဖန်တီးရှင်တယောက်ရဲ့ပုံရိပ်ကိုအမြဲတမ်းပြသနေပါတယ်အခုဆိုရင်ကျွန်တော်ပြောရတာနဲ့ရှင်ပြီးတော့တွေးရမယ်ဆိုရင် brand တွေမှာကိုယ်ပိုင်ပင်ကိုယ်စရိုက်ရှိရဆိုတာကိုသိကြပြီးဖြစ်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းကဘယ်လိုပုံစံမျိုးလဲဆိုတာသိရင်ကိုယ့်ရဲ့ customer တွေကိုပေးခြင်းတဲ့ message ကိုရအောင်ပေးနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ခုနကပြောရတဲ့ brand archetype 12မျိုးထဲမှာကိုယ့်ရဲ့လုပ်ငန်းဟောဘယ် archetype နဲ့ပို့ပြီးတော့နှီးစပ်နေလဲကိုယ့်လုပ်ငန်းကဘယ်လိုပုံစံမျိုးလဲဆိုတာကို comment မှာဝါလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့